တက်ပြီလားမင်္ဂလာပေါင်းနဲ့ပြည့်စုံလို့မကြပါစေ အားလုံးပဲမင်္ဂလာပါ ဟိုတနေ့ကကျွန်တော်တို့စိုင်ဖွင့်ပွဲညလေးอ่ะလေကိုကြီးကိုထုံးဝင်းနေလာမိသားစုတို့ရဲ့အလူနေ့လေးอ่ะကျွန်တော်တို့ဟိုကကြက်သားခောက်ဆွဲချက်ပေါင်းလေးရတယ်ကြာတာနဲ့ကျွန်တော်တို့7နာရီကျော်မှဖြစ်တဲ့အတွက်နောက်ပြီးတော့ဟိုစလုတ်စင်ခါသာလိုက်တင်တာဘလို့မှတင်လို့မရဘူးဖြစ်နေတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော် live လွှင့်နိုင်လိုက်ပါဘူးဒါကိုကြီးကိုထုံးဝင်းနေလာမိသားစုတွေလည်းဟိုတောင်းမှတ်ပါတယ်နော်ကိုကတော့ဘာမှဖြစ်ပါဘူးကျွန်တော်တို့ကဒီဘက်ကကိုကြီးကိုထုံးဝင်းမှမတူဘူးလားဟုတ်တူပါတယ်ရာသက်ပါကိုကြီးအမြဲတမ်းတူမယ်လို့ဥစားဖြစ်တာလားဆိုတော့ဒီကျေးဇူးတင်ပါတယ်ရွာလေးတက်ပါပြီအဖေကတက်ပြီလားဟုတ်ရွာသက်ဆယ်ပါဒီဘက်ကကွန်မန့်အောင်တက်ပြီလားကွန်မန့်မတက်ခါလေးဒီဘက်ကကွန်မန့်ကြည့်ကြည့်ဟောတင်ကြီးမင်္ဂလာပါမင်္ဂလာပါမဟုတ်ပါဒီနေ့ကတော့ကျွန်တော်တို့မိသားစုရဲ့အနေနဲ့ဘာတို့ရဲ့အိမ်အောင်သက်နှစ်30ပြည့်လေးပါနှစ်30ပြည့်ပါအိမ်အောင်သက်ဘလို့နှစ်30ပြည့်သွားမှမသိပါဘူးเนาะ30ကိုဘလို့ပြည့်သွားမှမသိအော်ချိုးနာဒီနေ့ကပဲကြဆယ်ဟင်းညိုလေးရယ်ငါးမဆလာချက်လေးရယ်ငါးအလိမ်မှာငပိအလိမ်မှာချက်လေးရယ်ပါကဲမမောစားချင်လိုက်တာတဲ့ဟုတ်ကဲ့ပါရွာ40မင်္ဂလာပါပင်းဂျိုလေးအထွေးမင်္ဂလာပါမအထွေးကမင်းသိလားအထွေး AHDW အထွေးအထွေးကမင်းထွေးလားအားဟာကိုမကားပေါ်တင်လိုက်တာဟိုဖျားကြီးဟိုဂရုံးဘယ်ဖြစ်သွားတာတုံးလိုက်တာမင်းမလက်ပြမိမလက်စွမ်းပြတယ်မှာကားဆရာဂရုံးဖြစ်ဟိုပိုင်းဒါကကားဆရာဂရုံးဖြစ်မပြည့်လိမ္မာချက်လေးပါပြည့်လိမ္မာချက်လေးဒါကတော့ငါးကောင်းနေနဲ့ညီမတို့ငါးကောင်းနဲ့ငပိကျိုးလို့ပေါ့နော်ငါးကောင်းနဲ့ငပိလိမ္မာချက်ချက်တာအိုးကောင်းသလားမမေးနဲ့ဒီဘက်ကငါးလေးကိုမဆလာချက်လေးပါကောင်းလားမဆလာနေပြီးအပေါ်နည်းနည်းမင်းလေးအုပ်ထားပါတယ်တော်မြင့်ဦးမင်္ဂလာပါအနီဦးမိုးကခုနောက်ပိုင်းအသားတွေရမ်းချောင်ပါတယ်ဒီတားမိလားတိတ်ပြီးတော့အသားတွေပါသားပြတော့ဟုတ်ပြီတော့ညီးမဲတာမြည်တာဒီလေးကြောင်းနဲ့ဆောင်းပါရှောင်းလိုက်တယ်ပြာ90မင်္ဂလာပါဒီလေးကြောင်းလဲရှောင်းလိုက်တယ်ဟောအသားတွေလည်းအဲ့လိုအတုံးတစ်မစားကျင်တော့အဲ့ဒါကြောင့်မို့ကဲမဟုတ်ရေးလေးတွေခုလိုမီးပြတဲ့အချိန်မှာမီးပြမှာပါအိမ်မှာတော့အဲ့လိုပေါ့စိတ်မစားတော့ဒီညနေတော့ဘဲဥလေးချက်ခိုင်းတယ်ကောင်းတယ်ဆဲပဲဟိုဝေးမင်္ဂလာပါအပိလိမ္မာချက်ကအပိလိမ္မာချက်မှာပါဒီဘက်ကပဲကြတယ်ဟင်းတို့ပဲနီလေးကြာစံလေးနဲ့ရောထားတာပါဒီဘက်ကငါးမဆလာချက်လေးပါအနီမိခိုင်မင်္ဂလာပါအနီတော်ပြီတော်ပြီလေမစားဘူးငဲရတယ်ပကံဦးတိလေးနဲ့အမဆိုင်နေနေလေးကအလောက်လေးတွေဟုတ်ကဲ့ပါကဲတန်ဃာရီတော့မသိဘူးကိုတော့ကြိုက်တယ်ငပိလိမ္မာချက်တင်ရဦးမျိုးစားပြရင်နဲ့တေးရိုးကြတာတဲ့အားရပါရတဲ့ဟုတ်ကဲ့ပါနားလေအဲ့လိုလောက်တိလို့ဆိုတော့ကြာဆုံးလေးတွေမစားချင်မင်းတပကံယူကြိုက်တော့ငပိအရန်ကြိုက်အောင်တကဦးမိုးရဲ့စားချင်လာပြီနော်တဲ့ဟုတ်ကဲ့ပါရှင်ငပိအလိမ္မာချက်တော်ကောင်းပါလေပြီးတော့နောက်ဆိုလိုက်တာပဲကြဆယ်ဟင်းတို့လေးနဲ့ဆိုတော့ယူနွေးတွေပဲတိုင်တာငပိလိမ္မာကြီးနဲ့ပဲသားတဲ့ဟင်းညိုလေးနဲ့9နှစ်လေးနဲ့နောက်တဲ့နေ့ကစားကြီးပဲ29နှစ်
တန်တန်မောအားကြတယ်တဲ့ဟုတ်ကဲ့ပါကိုထိုက်မင်္ဂလာပါအေးလေးတက်ချူ သမီးတစ်ပတ်ကမှဒီပုံဝိုင်းဟောကျွန်တော်တို့နှစ်30ပြည့်ပါမနေ့ကပမာတော့အကြောင်းချအောင်အလူရှင်မရှိတဲ့လူနေရတာဒါပေမဲ့ဒီလေးကျူသတ်မှတ်ထားပါအဲ့ဒါကျူကြနောက်ပြီးတော့ကစုံလာပြည့်နေ့နော်ကစုံလာပြည့်နေ့ကကျွန်တော်ရောက်ခမကြီးကွယ်လွန်ခြင်း12မိနစ်လောက်ရှိတယ်နေရဟုတ်တယ်နေရဟုတ်တယ်12နှစ်ဒါကြည့်ရအဲ့ဒါကိုပြပြီးတော့ဖြစ်တာလေမဟုတ်ပါဘူးနာခဲ့ပြီးတော့12နှစ်ဖြစ်ပါဘူးအခုလာမယ်ကဆောင်လာပြည့်နေကဆောင်လာပြည့်တန်းနေကိုနေလားကျွန်တော်ကဆောင်ကလေ9ရက်5လအော်နေဆုံးအဲ့ဒီတော့အဲ့ဒီနေဆုံးနဲ့တော့9ရက်5လအန်ဒီတို့ဟိုမိသားစုရဲ့နေတော့ဟိုလာတိုက်အဲ့တော့9ရက်5လအဲ့ကဆောင်လာပြည့်နေရ9လပိုင်း9ရက်နေဒီကမိသားနဲ့ကတော့9ရက်5လဒါပေမဲ့အမေကဆုံးလာစနေလာပြီးအမေအိမ်ရောက်တဲ့အနှစ်တုန်းကဒီနေ့ကျွန်တော်တို့မိသားစုတွေရဲ့ကုသိုလ်ပါနော်ဒါကိုဘုဒ္ဓနေ့ကနော်ကျွန်တော်တို့ကြက်ကလည်းရောက်တာနောက်ကြတယ်ကျွန်တော်တို့တရက်ကစက်သားလေးတွေချက်တယ်နေမှာမနေ့ပိုင်းကြတော့ကျွန်တော်တို့တွေအမြုပ်လေးနည်းနည်းလိုက်ချင်တာရှိတယ်အတွက်6နာရီကို9နာရီလောက်နောက်တဲ့ချိန်ကဘာမှမရှိပဲနဲ့နေစိုးတဲ့ channel ဟင်းလေးတွေပြတ်သွားတယ်ဆိုတဲ့သတင်းကြားရတော့ကျွန်တော်ဟင်းကိုတတ်နိုင်တဲ့လောက်နောက်ဆုတ်ချက်ပါနော်အဲ့နောက်ဆုတ်ချက်တော့အဲ့နေ့ကစက်သားမနူးသေးတဲ့အတွက်ကျွန်တော်နောက်ဆုတ်နေတော့ဘလို့မှမာရှယ်လောနဲ့ကြတော့မဖြစ်မနေပြန်လိုက်ရတာဖြစ်တဲ့အတွက်မလွတ်မိလိုက်ပါဘူးပထမပြင်စင်တာလေးလွှင့်ဖို့လုပ်ပါသေးတယ်လိုင်းကမတက်တာနဲ့ပေါင်းတဲ့ကိုထည့်လိုက်တဲ့ချိန်မှာကျွန်တော်လိုက်ဖွင့်နိုင်တော့ပါဘူးเนาะအဲ့ဒါလေးကိုတော့ဖြတ်ဖို့လုပ်ပေးပါလို့ကိုကြီးများကြည့်ရှုနေတဲ့ဆိုရင်အားလုံးပဲเนาะဒီဘက်မှာလည်းတအားပင်ပန်းနေပါတယ်ကျွန်တော်ဒီဆောက်ရေးပိုင်းမှာအလူရှင်တွေနဲ့နေ့စဉ်တွေ့ရပါတယ်အလူရှင်တွေနဲ့တွေ့ရတယ်လို့ဒီဆောက်ရေးပိုင်းကိုလည်းကျွန်တော်တို့ဆောက်ရေးပိုင်းကိုလည်းလမ်းကုတ်ခဲ့ရပါတယ်မိသားစုရဲ့ဝန်တော့ဝင်ဖို့လည်းထပ်ရွက်ကပါတယ်ဝန်ထမ်းတွေရဲ့ဝန်တော့ဝင်ဖို့လည်းထပ်ရွက်ကပါတယ်နော်အားလုံးအဲ့တော့အချိန်နဲ့ကိုမလောက်တော့ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့လေတအားပင်ပန်းနေသိမကောင်းဘူးတနေ့ရတော့နေမကောင်းကျွန်တော်တနေ့ကုန်အိတ်နေရမနေ့ရမဟုတ်တနေ့နေမကောင်းမနေ့ရတော့တနေ့မနေ့ကနေမကောင်းတော့အမို့တမန်ဒီမှာလိုက်တယ်မပေါက်မေးတယ်နေမကောင်းဘူးလို့တဲ့မနေ့ကတနေ့ရတဲ့နေမကောင်းတာမနေ့ကလည်းနေမကောင်းတနေ့ရတော့မှပဲစေကန်းသွားရသေးတယ်ကျွန်တော်စေကန်းသွားတယ်နေတဲ့တိတ်မကောင်းဘူးနော်ဒါကြောင့်မလို့အရင်ပင်ပန်းပြီးတော့မန္တလေးမှာတအားပူပါဘူးပူပြီးအပူတွေရှက်တာကိုရီနဲ့ရန်ကုန်နဲ့မန္တလေးပူတာတအားกว่าတအားပူတာနေလို့မရဘူးရန်ကုန်ပူတာနဲ့မတူကမီးဖိုကြီးတွေလှိုက်ထားသလိုပဲတအားပူပါနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ကုသိုလ်ကိုဝမ်းမြောက်မှုမောတာတို့ခေါ်ဆိုဖို့ကျွန်တော်တို့တွေအားလုံးပဲကျွန်တော်တို့ရဲ့ကုသိုလ်တွေအားလုံးကိုအားလုံးအမြတ်တမ်းများပေးပါတယ်ကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်သော
သာဓုသာဓုသာဓု ဆက်လက်ပြီးတော့ဝိနည်းတုခိတတကုတတ္တဝါလုံးစုံများသတ္တဝါအနန္တစကြဝဠာအနန္တတတ္တဝါတို့နဲ့ဒီဤရဲ့ဤဌာနမှာပြည့်ပြည့်မှုသူတူတယောက်မကြနော်ကိုယ်ကိုထုံးဝင်နေလာမိသားစုတွေနဲ့ပတ်သက်မှာဆက်ဆက်မှာတော့တရားမိသားစုတွေနဲ့ပတ်သက်မှာဆက်ဆက်မှာတော့အားလုံးဆွေအောင်မျိုးအောင်ဘိုးအောင်ဘွားနဲ့ဤရဲ့ဤဌာနပြည့်ပြည့်မှုသူအားလုံးတို့တူတယောက်မကြဤရဲ့ဌာနသူပြန်လဲကြွပေးပါမကြားနိုင်မမြင်နိုင်မသိနိုင်ကြားနိုင်မြင်နိုင်သိတော့ကွင်းပိုင်ရွာပိုင်းတော့ပိုင်တော့မယူစိုးဘူးအကာသူရေသောက်နဲ့ရေလေးသောက်နဲ့ပြည့်စုံတဲ့စုပမတတရားမင်းပမာမင်းနဲ့လက်မျက်နှာကောင်တက်တီဘွားအပေါင်းတို့နဲ့တကွာရွှေတော်8000မျိုးတော့ပေါပိတ်ဖိတ်ပါတယ်ဖခင်ထွှေမိကေတို့ချိုဖခင်တမင်းမိကေတို့တိုက်ချစ်တို့တဲ့ပိတ်ဖိတ်ပါတယ်ကိုကြီးကိုထုံးဝင်နေလာမိသားစုနဲ့ပတ်သက်မှဆက်ဆက်မှတော့ဆွေအောင်မျိုးအောင်ဘိုးအောင်ဘွားအောင်များနဲ့သူအိမ်ဆောင်နဲ့လမ်းဆောင်နဲ့ရွာဆောင်နဲ့ဝဲဟောက်ဆောင်နဲ့နော်ဆိုင်ဆောင်နဲ့အတီးတီးနဲ့ဒီကားဆောင်နဲ့များပါမကျန်အတင်းတို့အားလုံးပိတ်ဖိတ်ပါတယ်အတင်းတို့ကြားနိုင်ပါသည်မြင်နိုင်ပါသည်သိနိုင်ပါသည်ကြားနိုင်မြင်နိုင်သိနိုင်ဝမ်းမြောက်လို့မသာလို့ကိုဆိုနိုင်ပါသည်ကဲဥစွာပထမပိတ်ဖိတ်ထားတဲ့သူတွေအားလုံးကိုကျွန်တော်တို့တွေမြစ်တာပို့ပါမယ် ဘေးရန်ခတ်သိမ်းငြိမ်း လုံးစုံများစွာဘေးရန်ခတ်သိမ်းငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဘေးရန်ခတ်သိမ်းငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေသာ သာဓုသာဓုသာဓု ကဲပြဖိတ်ထားတဲ့ဝိရိယသူပိတာတွေအားလုံးလုံးစုံများစွာတတ္တဝါတွေအားလုံးနော်နှလုံးစိတ်ဝင်အေးချမ်းခြင်းအားလုံးမြစ်တာပို့ပါမယ်လုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်ငြိမ်ပါစေဥပယံဘေကိစေဝေငြိမ်အေးကြပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်ငြိမ်ပါစေဥပယံဘေကိစေဝေငြိမ်အေးကြပါစေသာ ဓုသာဓုသာဓု ဆက်လက်ပြီးတော့ဆိုရပြီးတဲ့ပုဂ္ဂိုလ်တ attva အားလုံးလုံးစုံများစွာတ attva အနန္တစကြဝဠာအနန္တတ attva တို့လည်းတရားမိုဘိုင်းဆုံးလာတဲ့ဘာပြီးတဲ့ပတ်သက်မှာဆက်ဆက်မှာတော့ဆွေအောင်မျိုးအောင်ဘိုးအောင်ဘွားအောင်မြောက်ဖာမလို့ဆိုရပြီးတော့ပြိဖိတ်သားတဲ့ဒီအားလုံးတို့နဲ့တကွာကိုကြီးကိုထုံဝင်နေလာမိသားစုတို့နဲ့ပတ်သက်မှာဆက်ဆက်မှာတော့ဝိနည်းဒုက္ခိတဒုက္ခိတတ attva အားလုံးတို့ထူအဖြစ်မိုဘိုင်းဆုံးလောင်းသူဆောက်ရယူစိုးနဲ့မင်းနဲ့ကလက်မျက်နှာကောင်နတ်ဒီဝါပေါင်းတရားပြပမာမင်းရမမင်းမှာမကြဤတမောင်စောက်ကြောက်ကိုတော့နတ်ဒီဝါပေါင်းလို့အားလုံးအတင်တို့အားလုံးကိုကိုကြီးကိုထုံဝင်နေလာမိသားစုတို့နဲ့တူရရှိခြင်းအလုံးကကျွန်တော်တို့ဓမ္မပီတိမိသားစုနဲ့တူရရှိခြင်းအလုံးကအမြတ်တမ်းများပေးပါဤအားလုံးကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်ကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓု အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကောင်းကျိုးလိုအားဆန္ဒပြည့်စုံကြပါစေတတ္တဝါမှန်သည်တရားတွေ့ချမ်းမြေ့တရားရှိတော်မူနိုင်ကြပါစေ